မနက်စာအတွက်အိမ်နေရှမ်းခေါက်ဆွဲလေးလုပ်ပါမယ်ရှင်ရှမ်းခေါက်ဆွဲနဲ့လိုက်ဖက်တဲ့တူဦးလေးကြောထားပါမယ်တူဦးနွေးလေးကျိုးနေတာဖြစ်ပါတယ်ရှင်ရှမ်းခေါက်ဆွဲတဲ့ကိုတူဦးနွေးပူပူလေးထည့်ပါမယ်ကြက်သားနစ်ချက်ထားတာလေးထည့်ပါမယ်ရှင်ပဲချိုပင်လေးအနည်းငယ်ထည့်ပါမယ်ဦးမုံညင်းရွက်လေးပြုတ်ထားတာလေးကိုထည့်ပါမယ်ရှင်နှမ်းနဲ့ငရုတ်စီနဲ့ချက်ထားတာလေးထည့်ပါမယ်ရှင်ကြက်သွန်ပြူစီချက်လေးအနည်းငယ်ထည့်ပါမယ်ရှင်မြေပဲစံတောင်လေးလည်းထည့်ပါမယ်အချုံမုံလေးအနည်းငယ်ထည့်ပါမယ်ရှင်ညံပြာရည်လေးတင့်အောင်လေးထည့်ပါမယ်ရှင်လူဦးရေများတဲ့အိမ်တွေအတွက်လွယ်ကူရိုးရှင်းတဲ့မနက်စာလေးကိုကိုယ်တိုင်လှုပ်စားရတာဘိုင်လဲဝပြီးတော့စားလို့လည်းအရန်ကောင်းတော့ပါရှင်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်